မင်္ဂလာပါဆရာပမောက္ခဆိုဦးမောင်ပါဓာတ်ရောက်ဒီအထူးကုဆရာဝန်ကြီးပါကင်ဆာဝေဒနာလူနာရှင်များကိုအကြံပေးတဲ့စကားလက်ဆောင်လေးပို့ပေးခြင်းပါတယ်အဲ့ဒါကတော့ဆရာတို့ကင်ဆာဝေဒနာတွေဟာ diagnosis ပေါ့ယောဂကိုသိတဲ့အချိန်ကစပြီးတော့စိတ်ဖြစ်စီမှုများကိုအနည်းနဲ့များရကြပါတယ်အဲ့လိုရတဲ့အခါမှာဘယ်လိုတုံ့ပြန်မလဲအောင်မြင်စွာတုံ့ပြန်တဲ့နည်းလေးတွေကိုအကြံပေးချင်တာပါအဲ့တော့ပထမဆုံးကဒီဝေဒနာကိုသိရှိပြီဆိုတာနဲ့အတတ်နိုင်ဆုံးအကောင်းဆုံးကြိုးစားမယ်ဆိုပြီးတော့တဏှိတန်ချရပါမယ်ပြီးတော့အပိုင်းနှစ်ပိုင်းရှိတယ်တစ်ပိုင်းကစိတ်ပိုင်းဆိုင်ရာနဲ့တစ်ပိုင်းကရုပ်ပိုင်းဆိုင်ရာပေါ့နော်စိတ်ပိုင်းဆိုင်ရာကြတော့ဆရာတို့ကဒီသက်ဆိုင်ရာလူနာတွေရဲ့ပေါ့နော်မိမိကိုးကွယ်တဲ့ဘာသာအလိုက်ပေါ့နော်ဟိုပေါ့တရားတော်တွေပေါ့နော်ဓမ္မတရားတော်တွေကိုလေးစားနာယူမှတ်သားပြီးတော့ကျင့်ကြံနိုင်အောင်ကြိုးစားရပါမယ်အဲ့ဒါတွေတစ်ဆင့်ပိုမြင့်နေတယ်ဆိုရင်တော့ဆရာတို့ meditation ခေါ်တာပေါ့စိတ်ကိုငြိမ်သက်စာထားပြီးတော့အာယုံစူးစိုက်ပြီးတော့စိတ်ကို control ရအောင်ကိုကကြိုးစားခြင်းပေါ့နော်အဲ့ဒါတွေလုံးနိုင်မယ်ဆိုရင်တော့ရှေ့ဆက်ပြီးတော့ကုသတဲ့ step ပေါ့နော်အဆင့်တိုင်းမှာအောင်မြင်နိုင်ပါတယ်အဲ့တော့ကိုယ်ပိုင်းဆိုင်ရာကြတော့ဆရာတို့အချက်လက်တွေကတော့နံပါတ်1ကမျှတတဲ့အစားအစာပေါ့နော်တင်းမျှတတဲ့အစားအစာစားရမယ်ဒီနေ့ကို8နာရီအေးယူအောင်အေးရမယ်မကောင်းတဲ့အလေ့အကျင့်တွေပေါ့နော်ဥမာရက်တောက်ခြင်းစိတ်လိတ်တောက်ခြင်းဂုဏ်ဝါခြင်းပေါ့အဲ့ဒါတွေကိုရှောင်ကျဉ်ဖို့လိုပါလိမ့်မယ်နောက်တစ်ဆင့်ကတော့ဆရာတို့တင်းလျှောက်ပတ်တဲ့လေ့ကျင့်ခန်းတွေကိုမိမိရဲ့သက်ဆိုင်ရာသမားတော်နဲ့တိုင်ပင်ပြီးတော့နေ့စဉ်မှန်မှန်လုပ်ဖို့လိုပါလိမ့်မယ်အဲ့လိုအချက်တွေနဲ့ပံ့ပိုးပေးမယ်ဆိုရင်ကုသတဲ့အဆင့်တိုင်းမှာအောင်မြင်မှုကိုရမှာအမှန်ပါပဲနောက်တစ်ခုဆရာထပ်ပြီးတော့တင်ပြချင်တာကတော့လွန်ခဲ့တဲ့10နှစ်နဲ့ဆိုင်ဆရာတို့အခု10နှစ်နောက်ပိုင်းမှာဤပညာတိုးတက်လာတာနဲ့ဒီခွဲစိတ်မှုပိုင်းရောဓာတ်ရောင်ကြီးကုသမှုပိုင်းရောဆေးဝါးကုသမှုပိုင်းတွေရောအရမ်းမဲ့တိုးတက်နေတယ်ဆိုတော့ထွက်လာတဲ့ဒီကုသမှုရဲ့ရလဒ်တွေကအလွန်မဲ့အားရဖို့ကောင်းပါတယ်အဲ့တော့ညီကုန်းကျုပ်အဖြစ်ဆရာပြောချင်တာကတော့မိမိရင်ဆိုင်နေရတဲ့ယောဂကြီးကိုအောင်မြင်စွာကျော်လွှားဖို့ဆိုရင်တော့ပထမဆုံးအကောင်းဆုံးဖြစ်အောင်ကြိုးစားမယ်ဆိုပြီးတော့တန်ဋိဌာန်ကြပြီးကြိုးစားရပါမယ်အဲ့လိုကြိုးစားရင်တော့ဒီဝေဒနာဆိုကြီးကိုအောင်မြင်စွာကျော်လွှားနိုင်ပါလိမ့်မယ်လို့ပြောကြရင်ညီကုန်းချုပ်ပါတယ်ကျေးဇူးတင်ပါတယ်